ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Excellent Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီ Channel လေးကနေပြီးတော့အချက်ဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးနေရပါ။ဒီနေ့မှာတော့ပရိသတ်ကြီးတွေစာရေးသူမူမခရေးသားထားတဲ့အတားတို့ရောင်ချဲခွေဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပါ။ဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာသူတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပေးရင်းနဲ့ပေးနာဒိုတီခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစကြရအောင်နော်။ဆူရှာရဲ့မျိုးဝန်းတစုံနဲ့ပါလျာရဲ့နှကမ်းပါတစုံပိုင်ဆိုင်ထားတဲ့မောင်ကကျမအချစ်ရဆုံးလူသားလေးတယောက်ဖြစ်ခဲ့ပါတယ်။ကျမအပြုံးနဲ့သူနဲ့မှအသက်ဝင်လာတော့တဲ့အထီကိုကျမအမောင်မျက်နှာတွေ့တာခဲ့တာ။မောင်ကတိတ်ကိုအတားကြီးတယ်။အရာရာပိုင်စိုးပိုင်နေနဲ့စိတ်မထင်သလိုပြုမှုတတ်တာ။ကျမကလည်းမောင်ရဲ့အတားကိုရောင်ချစီတဲ့သူပါ။မောင်နဲ့ကျမရဲ့တန်ရောစင်ကအနက်ဆိုင်ဆုံးနေရာတစ်ခုမှရှိခဲ့တယ်။ဘယ်အရာမျိုးကမှမောင်နဲ့ကျမရဲ့အကြောင်းအနောက်အရှက်အတားစီတစ်ခုဖြစ်ဝေရောက်လာမှာမဟုတ်ဘူးလို့လည်းထင်ခဲ့မိတာဒီလိုထင်ခဲ့မိတာကလည်းကျမနဲ့မောင်ကငယ်စဉ်ကလေးဘဝတွေက928မြစ်တာတစ်မျိုးအရွယ်ရောက်လာတော့လေ1500မြစ်တာတစ်ဖုံနဲ့ရေပက်ပြီးတော့ချိန်အောင်ခဲ့ကြလို့ပါမောင်ကကျမထက်9နှစ်တိတိကိုငေးတယ်ဒီတော့မောင်ကကျမအပေါ်အမြဲတမ်းစိုးနေပြီးတော့အနာယူချင်တာမောင်အပြစ်ကြီးပြီးတော့မဟုတ်ပါဘူးကျမကိုယ်တိုင်ကလည်းမောင်အပေါ်မှာအရာရာအရှုံးပေးပြီးတော့အနုနာခံနေသူမဟုတ်လားမောင်နဲ့ကျမရဲ့အိမ်ကကက်လျက်မိဘချင်းကလည်းမောင်နှမအရင်ချတပွဲလို့ခင်မင်းရင်းနှီးကြတယ်။ကျမအမောင်မွေးကင်းစအနီးထုတ်အရွယ်ကလေးကထင်းချောင်းခဲ့ရတာ။မွေးချင်းမရှိတဲ့ကျမအတွက်မောင်ကကျမရဲ့မောင်လေးတယောက်လိုလည်းဖြစ်ခဲ့တယ်။မောင်10တန်းရောက်တော့လေကျမကပဲမောင်ကိုဂိုင်းလုပ်ပေးခဲ့ရတာ။မောင်ကကျမစကားဆိုရင်ရှေ့မှာနားမထောင်ချင်ဟန်ပြပေမဲ့နောက်ပြန်မှာတော့နားထောင်ရှာပါတယ်။ဒါကိုလည်းမောင်ရဲ့မမေပြောမှကျမသိခဲ့ရတာ။တမီးရဲ့မောင်လေးရတော့လေညဘက်တွေဆိုတော်ရုံနဲ့မအိပ်ဘူးကွ။ကျမကစိုးရင်သွားတယ်။မောင်ကဘာတွေများလုပ်နေခဲ့ရလဲပေါ့။ဆောင်းမွေးရနီးလာတော့မောင်စာမှာစိတ်ဝင်စားပဲနဲ့တခြားတစ်ဖက်ကိုအာရုံရောက်သွားမှလဲဆိုတယ်။ဘာဖြစ်လို့လဲအနီ။ကျမအာလူနှွာရင်းနဲ့အနီကိုမေးတော့အနီကခပြုံးပြုံးမဲပြောလိုက်တယ်။သမီးရဲ့စကားနားထောင်ပြီးတော့လေညနေတဲ့အထီကိုစာရီကြက်နေလို့အခုတလောသားငိမ့်နေလို့သားခန့်ကိုဟိုတနေ့ညအနီကသွားချောင်းကြည့်တာစာကြက်နေလေရဲ့လေအနီဖြစ်လေအံ့ဩလို့ကိုမျက်စိကိုမယုံနိုင်အောင်ပဲကွယ်ဒီလိုပါပဲမောင်ကကျမစကားဆိုနောက်ွယ်မှာပဲတိတိကလေးနားထောင်ရှာတယ်။မောင်ဆယ်ရန်အောင်စင်ထွက်တဲ့ညမမရရမိုးရီတဲစွာရွာနေခဲ့တာမိုးရီကတင်းနေတယ်လို့ကျမရဲ့ရင်ထဲမှာလေမောင်တက်ပူပန်လို့မဆုံးရှိခဲ့တာအဆူဆူပွင့်ခဲ့တဲ့ဗုဒ္ဓမြတ်စွာဘုရားမှာဆူတောင်းခဲ့တယ်လို့ရှိသမျှနဲ့တကြားတော်မချမ်းမောင်စွရီတောင်းနေခဲ့ရတာအမောပဲအိမ်ညကျမလုံးဝအိမ်မပြောခဲ့ဘူးမောင်ကလည်းကျမလိုပဲအိမ်မရခဲ့ပါဘူးတဲ့ဒါပေမဲ့သူအိမ်မရတဲ့အကြောင်းရင်းနဲ့ကျမအိမ်မပြောရတဲ့အကြောင်းရင်းကတော့တကယ်ပဲကိုကြွားချခဲ့တာမနေ့6နာရီဝန်းကျင်လောက်မှမိုးဆဲလို့သွားခဲ့တယ်။ကျမအိမ်ပြင်ဘက်ထွက်ပြီးတော့မောင်တို့အိမ်ကိုလှမ်းကြည့်မိတယ်လေ။မောင်ရဲ့အိမ်တကားတွေကပိတ်ထားတော့ကျမမောင်မထသေးဘူးထင်ပြီးတော့အောင်စည်းကိုကိုယ်တိုင်သွားကြည့်မယ်ပြင်တော့မှတိတ်ဆိတ်နေတဲ့လမ်းမကြီးကစပင်းခေါင်းလောက်တန်လေးနဲ့စူညံလို့သွားခဲ့တာ။အဲ့စပင်းကိုအဝေးကနေလှမ်းမြင်နေရပြီမဲ့ကျမကမောင်မဲအတက်သိနေတော့မောင်ဆောင်မပွဲအောင်တလားကုန်လူတွေဘယ်နှခုပါတယ်လဲဆိုတော့သိချင်စိတ်တွေနဲ့ရင်နေခုန်နေခဲ့မိတာ။မောင်ကကျမအနာရောက်တော့ကျမလက်တွေတိတိတသားပဲအေးဆက်လို့နေခဲ့တယ်။လက်ထက်အောင်နေမလားထက်ရမောင်ဆိုတဲ့မောင်ကျမငွေကလေးကနှုတ်ကျိုးနေပြီဖြစ်တဲ့မောင်ရဲ့အိမ်ထဲမှာငထက်လို့သာခေါ်နေကြ။မောင်ကတော့ငထက်လို့ကျမခေါ်ရင်အနည်းငယ်မျက်နှာပြတ်သွားတတ်တယ်။ဒါပေမဲ့ဒီတစ်ခါတော့မောင်ကမျက်နှာပြတ်မသွားဘဲနဲ့ရည်မြူးပြီးတော့ရှင်ပြစွာနေပါ။အောင်နာပေါ့မမရကျွန်တော်ကမမရဲ့မောင်ပဲလေ။မမရဲ့မောင်ကအောင်ရဲ့အပြင်ကမှဂုံလုံးတော်မှာ3ခုတောင်ပါသေးတာနော်။မောင်ကလက်3ချောင်းထောင်ပြီးတော့ကိုယူနဲ့မျက်နှာမျိုးနဲ့ပြောနေခဲ့တာမောင်ရဲ့အရက်ကကျမထက်ကိုလမခံမြင်လာကြောင်းကျမမောင်မော့ပြီးတော့ကြည့်ခဲ့ရတယ်ကျမရဲ့အရက်က9ဘိ2လက်မဖြစ်ပြီးတော့မောင်ရဲ့အရက်ကတော့9ဘိ17လက်မဟုတ်လားတော်လိုက်တာကွယ်မမဖြစ်ဝမ်းသာလိုက်တာတော်ရလုံးမနေနဲ့ဗျမမကျွန်တော်စာမဝဲမဖြစ်ခင်ကဂတိပေးထားမှတ်မိသေးလားမောင်စာမဝဲမဖြစ်ခင်ကမောင်ကတအားစာကြရပြင်းလို့ခလေးရဲ့တဘာဝအတိုင်းမောင်စာမဝဲအောင်ရင်မောင်လိုချင်တာပေးမယ်လို့ကျမကလည်းပြောလိုက်မိတယ်။မောင်တောင်းဆိုသမျှချက်ချင်းပဲမတိုင်မစွာလုပ်ပေးမယ်လို့သူစူးစမ်းချင်လာကျမပြောခဲ့တာ။ကျမမောင်ကျမရှိရာပစ္စည်းတစ်ခုခုကိုတောင်းပါပဲလို့ထင်ခဲ့ပေမဲ့မောင်တောင်းခဲ့တဲ့အရာရုပ်ဝတ္ထုပစ္စည်းမျိုးတော့မဟုတ်ခဲ့ဘူး။မမိတာပေါ့ကွာ။ကဲငါထက်ကဘာလို့ချင်တာလဲ။ကြိုက်တာပြောတော့ဈေးကြီးတာပဲဖြစ်ဖြစ်ရှားပါတာပဲဖြစ်ဖြစ်မမရအောင်ဝယ်ပေးမယ်ဟုတ်ပြီလား။သူ့ရဲ့မျက်လုံးကမလုံမလဲကျမကိုကြည့်မနေဘဲနဲ့တစ်ဖက်ကိုလွှဲထားတယ်။မောင်ရဲ့လက်တွေကိုအမတ်တမဲ့ကျမကြည့်မိတော့မတိမတာပင်တုံရီလို့နေပါသေးတယ်။
မောင်ပါများတောင်းဆိုမှမို့လို့ဒီလောက်တောင်နှုတ်ဆက်နေရတယ်လေဆိုပြီးကျမတွေးနေတော့မမကျွန်တော်လက်ထပ်ပါဘာကွလုံးဝမမျှော်လင့်ထားတဲ့စကားတစ်ခုမောင်စီယာကြားလိုက်ရတော့ကျမခန္ဓာကိုယ်တစ်ခုလုံးထူပူသွားတယ်မောင်ဟာကျောင်းနေနောက်ကျပြီးတော့ဆယ်ရန်အောင်မီစာအချိန်မှာအသက်18နှစ်အရွယ်ကလေးသားသားပါကျမတော့25နှစ်အရွယ်အလောက်ကိုင်အတီးကျစားနဲ့ရင်းချက်တည်ငြိမ်စာပြုနေပြီးကျမအသက်23နှစ်အရွယ်မှာအင်္ဂလိပ်စာမေဂျာအထူးပြုနဲ့ BA ဘွဲကိုရခဲ့ပြီးတော့ကိုပိုင်အထက်တန်းကျောင်းမှာအင်္ဂလိပ်ဘာသာကိုသင်ပြနေတဲ့ဆရာမတစ်ယောက်ပါဒီလိုလူအများနဲ့တပည့်တွေရဲ့လေးစားမှုကိုခံယူနေရတဲ့ကျမ18နှစ်အရွယ်ခြားတိမ်မတစ်ယောက်ကိုလက်ထပ်ရမယ်ဆိုတာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးကျမကလည်းမောင်နှောက်ပြောင်နေရပဲလို့တွေးမိပြီးတော့မောင်ရဲ့မျက်နှာကိုစစ်စစ်ကြည့်ပြီးအကဲခတ်တော့နှာခမ်းတွေကိုခက်တီးတီးစိတ်ပြီးစူရဲရဲ့မျက်လုံးတွေနဲ့ကျမကိုကြည့်နေတဲ့မောင်ကနောက်ပြောင်ပြောဆိုနေရမဟုတ်ဘဲနဲ့အတီပြောနေကြတာကိုကျမသိလိုက်ရတော့အနည်းငယ်တော့စိုးထိတ်သွားမိတယ်ငါထက်မင်းမဖြစ်နိုင်တာတွေပြောမနေစမ်းပါနဲ့မမကမင်းထက်အသက်လေးကြီးတယ်ဂုံလေးကြီးတယ်ကွမမသာမင်းလိုခြားတိတ်ကိုလက်ထပ်လိုက်ရင်မမကိုပဝင်းကျင်ကဘာပြောကြမလဲမင်းမဖြစ်နိုင်တာတွေမပြောစမ်းပါနဲ့မောင်က9မိနစ်လောက်မလုံးမရက်ကိုညှိသွားပြီးမှဒါဆိုကျွန်တော်ចောင်းပြင်မမနဲ့လက်ထပ်မေးလက်ခံမေးမလားမမမောင်ကတူရဲတော်သားဖြစ်တဲ့အလျောက်လူကျင်တော်ဘာမဆိုရရှိခဲ့တဲ့သူကျမကလည်းငယ်စဉ်ကလေးဘွားတွေကမောင်တောင်းဆိုသမျှမငင်းမညူပဲနဲ့လိုက်ရောခဲ့ရကြီးပဲဒီကိစ္စကိုလည်းမောင်ကစိတ်ကြောသက်အရွယ်လေးမို့စိတ်ကစားတွေပြောမှာပဲဆိုပြီးကောက်ချက်ချပြီးတော့သဘောတူလက်ခံလိုက်မိတယ်မောင်ကကျမပြောတဲ့စကားတစ်ခုအတိမှတ်ပြီးတော့နောက်တနေ့မှာမိဘတွေကိုဖွင့်ပြောလိုက်တာမောင်ရဲ့မိဘဘက်ကကျမနဲ့မောင်သဘောတူခဲ့ပြီးမြဲကျမရဲ့မိဘတွေကတော့ကျမကိုစိတ်ဆိုးပြီးတပတ်လောက်စကားမပြောဘဲနဲ့နေခဲ့ကြတယ်ကျမရှင်းပြတော့လေလက်မခံမင်းနဲ့ဂတိပေးထားတဲ့ဂတိအတိုင်းတရားတွေသမီးဆိုပြီးတော့ပဲပြောခဲ့တာကျမကတော့မောင်တနေ့မှကျမမဟုတ်တဲ့သူချစ်ရမယ့်မိန်းကလေးကိုရှောက်တွေ့မှာပဲဆိုပြီးတော့အကျွေးမဲ့ကိုယုံကြည်နေခဲ့တာဒါဟာကျမမောင်ကိုမချစ်မိခင်ယူမိုက်တဲ့ယုံကြည်ချက်တစ်ခုပါပေါ့မမကျမကြောင့်မစင်ခင်မောင်ကလာကြတယ်ဒါဟာမောင်ရဲ့နေ့စဉ်အလုပ်တရားတစ်ခုကျမကလည်းကျောင်းမှာလက်မှတ်ထိုးနေရင်မောင်ကိုခဏဆောင်ဖို့လက်ထောင်ပြလိုက်တယ်မောင်ကကျမကိုကျောင်းရှိမှစောင့်နေမယ်လို့ပြောပြီးအောက်ကိုဆင်းသွားတော့တာခဏကြာတော့ကျမလုံးဆရာအလုပ်တွေပြီးသွားတာနဲ့ချီးကိုကင်ပြီးတော့အောက်ကိုဆင်းလာခဲ့လိုက်တယ်မောင်ကကျမကိုမြင်တော့ပချိုင်ကလေးပေါ်အောင်ပြုံးပြီးတော့ကျမရဲ့ချင်းကိုလာဆွဲလို့တာပဲပြီးတော့ဆိုင်ကယ်ပေါ်ခွာလိုက်ရင်းနဲ့ကျမကိုဖြည်းဖြည်းတက်လို့လည်းပြောလိုက်သေးတာဒါဟာကျမချစ်ရတဲ့မောင်ရဲ့အပြုတ်မှုလေးတွေကတခုပါဘယ်တော့မဆိုမောင်ကကျမအပေါ်မှာအနိုင်ယူတက်ပြီးမြဲကျမအန်ရဖြစ်မှာတော့တိတ်ကြောက်တာမမကျွန်တော်ခါကိုဖတ်ထားပါဗျကျမဟိုတနေ့ကိစ္စကိုကျမစိတ်ဆိုးနေကြောင်သူ့ကိုသိစေချင်တာအဲ့ဒါကြောင့်ပဲသူ့ရဲ့ခါကိုမကင်မင်းနဲ့တမီကိုရွေးကာနေတယ်ခဏကြာတော့မောင်ဝါဆိုင်ကယ်ကိုရပ်လိုက်တော့ကျမလေးဟန်ချက်ပြတ်သွားတယ်တွေ့လားမမကလေကျွန်တော်ထက်အသက်ကြီးပြီးတော့တခါတလေဆိုအရင်ကလေးဆန်တာပဲအဲ့ဒါလေးတွေကြောင့်ကျွန်တော်မမကိုပိုချစ်နေရတာဘာကွာမောင်ကကျမတကယ်စိတ်ဆိုးနေမှတိတိကြီးနဲ့ရှာထုတ်ပြပြီးတော့ပြောင်းနိုင်သေးတယ်ပြီးတော့ကျမလန်တစ်ဖက်ကိုမောင်ရဲ့လက်နဲ့အသားရလေးယူပြီးတော့သူ့ရဲ့ခါကိုလည်းဖက်စီလိုက်တယ်အဲ့ဒီအခိုက်တန်လေးမှာတရွက်ကလေးတည်းရဲ့လေဝေလေးတစ်ချက်တိုက်ခတ်လိုက်သလိုပဲရင်ကုန်စိတ်လှုပ်ရှားသွားမိတယ်ဖေးရင်ဒါဟာမဖြစ်သင့်ဘူးကိုလည်းမန်တင်ပြီးတော့ဆုံးမရပြန်တာမောင်ရဲ့မျက်နှာကိုကျမအမှတ်တမဲ့ကြည့်မိလိုက်တော့မောင်ရဲ့နှာခမ်းမွေးရေးရေးလေးတွေကိုမြင်ရတယ်အသားဖြူဖြူဗီရှိတ်တဲ့မျက်နှာအချိုးစားလာတဲ့မောင်ကတိတ်ကိုကြည့်ကောင်းလာတဲ့လူပြိုပေါက်ကလေးဖြစ်လာပါလားဆိုပြီးကျမအတော်မှအမြင်သက်စွာတွေးလိုက်မိတာငငယ်ကမောင်ဟာတကယ်ကိုမှချစ်တူးလေးပါအရင်လေအစော့တန်သေးတယ်ဒီလိုကလေးကိုလေကျမတနေ့မှလက်ထပ်ရမယ်ဆိုရင်ဟဲ့ဘာရေးလုပ်နေရလဲအော်ဒီကောင်မလေးနဲ့မင်းမမကိုတောက်ခေါ်လေဟိုမှာအိတ်တွေစုံနေပြီဟဲ့ဟိုတယောက်သွားဟိုမှာတောင်းဝိုင်းလုပ်ပေးလိုက်မမီးရဲ့အော်ငေါတန်ကိုကျမအခန်းထဲကိုကြားနေရတယ်ကျမ်းမြေပေါ်ပုတ်ချနေတဲ့အဖြူရောင်ခေါင်းကိုစိတ်ညစ်နေတဲ့မျက်လုံးတွေနဲ့ကျမငေးဆိုင်ပြီးတော့ကြည့်နေမိတာဒီလိုနေမျိုးမှာကျမပျော်ရွှင်နေသင့်ပေမဲ့ကျမရဲ့စိတ်တွေကတစုံတစ်ခုကိုစိုးရိမ်နေတယ်တယောက်ယောက်ကကျမရဲ့မင်္ဂလာပွဲကိုလာဖြတ်ခဲ့ဖေးရင်အဲ့လိုမဖြစ်ရပါဘူးနော်ကျမမှန်တင်ကုန်ပေါ်တင်ထားတဲ့ဖုန်းစိတ်လှုပ်ရှားစွာကင်လိုက်ပြီးတော့သူ့ရဲ့နံပါတ်ကိုခေါ်လိုက်တယ်ဖုန်းဝင်တန်ကကျမရဲ့နှလုံးခုန်တန်းထက်ပို့ပြီးတော့လေတိုးနေတာတစ်ဖက်မှာဟယ်လိုမမဆိုတဲ့အတန်ကြားမှကျမအနှင်းငယ်စိတ်သက်သာရသွားတယ်မောင်မလေးယူတီရဲ့တကားဖွင့်တန်ကြားရဘက်ကိုကျမလှမ်းကြည့်လိုက်တော့ကိုအင်းကြီးအဖြူရောင်ပေါ်မှာနင်းစီအနေထိုးထားတဲ့သူတို့သားလေးရဲ့ပျော်ရွှင်ကြည်နူးနေတဲ့မျက်နှာလေးကိုမြင်လိုက်ရတယ်အဲ့ဒီခါကျမရဲ့စိတ်တော့အရေးပြောသွားရပြန်တာပဲလေမမပြီးပြီလားမမမျက်နှာလေးမကောင်းဘာများဖြစ်လို့လဲမင်းမကောင်းလား
မောင်ရဲ့လက်ကကျမရဲ့နဖူးပေါ်ဖြတ်ကနေဆန်းပြီးတော့ကျမလည်းမပူပါဘူးလို့ပြောလိုက်တယ်ကိုလည်းမပူပါဘူးလို့ပြောတာပေါ့တကယ်တော့ကျမရဲ့ခန္ဓာကိုယ်အပြင်ပိုင်းကဘာမှမဖြစ်ပေမဲ့ကျမရဲ့အတွင်းစိတ်ဓာတ်ရမောင်ကြောင့်ကျင်းမလူမတက်ကိုဖြစ်နေပြီဒါပေမဲ့ဒီတန်ရအောင်မောင်မျက်နှာတစ်ခုရဲ့နဲ့ကျမကကူစားလို့နိုင်ခဲ့တာဘလောက်တောင်အံ့ဩစရာကောင်းလိုက်တယ်နော်မောင်မကိုမင်းစရာရှိတယ်နေလေမမရဲ့ခွေတောင်ရမယ့်သူတွေမှမဟုတ်တာကျမမောင်ရဲ့အရေးအကဲကိုတစ်ချက်ကြည့်ပြီးမှတပြင်းကိုတီထိုးရှိုက်မိတယ်အဲ့ဒီချိန်ကျမပေါ်ထားတဲ့မောင်ရဲ့အချစ်တွေကိုကျမတန်တရားဝင်လာမိတာကတော့အမှန်ပဲဒီလိုတန်တရားဝင်လာအောင်လေတစုံတစ်ခုကပတ်မိုးနေရမဟုတ်လားသူမကမောင်ရဲ့ချစ်သူမိပါမိဟာမောင်ရဲ့ရီစားဟောက်ဆိုပုံမှန်လိမ့်မယ်ကျမကိုရွှေ့ပြီးတော့မောင်ထားခဲ့တဲ့ရီစားတွေထဲမှာမင်းကိုကျမအမတ်အရာဆုံးပဲဘာကြောင့်လဲဆိုတော့မောင်နဲ့သူမရဲ့ချစ်သူတက်တဲ့အချိန်ကြာဆုံးဖြစ်ခဲ့တာကျမအတကြီးခဲ့ရလားဒါမှမဟုတ်မောင်ရဲ့အတတွေကကျမအပေါ်တက်ရောက်နေခဲ့ရလားကျမဝေခဲ့လို့မရခဲ့ဘူးဒါပေမဲ့ကျမမောင်ကိုချစ်တယ်ဒီချိန်မှာမောင်ရဲ့တိတ်ခါတွေမကောက်ကျမရဲ့တိတ်ခါပြီးတော့အားလုံးရဲ့တိတ်ခါတွေပျက်စီးသွားမှကျမအပို့ပြီးတော့ကြောက်မိတာမောင်မင်းကိုချစ်ခဲ့ရလားယင်မောင်ရဲ့မျက်နှာကိုကျမမျက်တောင်မခတ်ကိုစစ်စစ်ကိုကြည့်လိုက်မိတယ်မောင်ရဲ့အဖြေကိုမောင်ရဲ့နှုတ်ပြားကထက်ကျမမောင်ရဲ့မျက်လုံးတွေကတစ်စိတ်လိုချင်ခဲ့မိလို့ပါမင်းကိုမောင်မချစ်ခဲ့တာမောင်လည်းအသိဆုံးပါမောင်ဘွားမလေးမောင်တယောက်တည်းကသာမောင်ကအချစ်ဆုံးမောင်တို့ခဏနေပဲအချိန်လေးများတွေဖြစ်တော့မယ်ဒါတွေမတွေးစမ်းပါနဲ့ပြစ်ခဲ့သမျှအရာအလုံးမေ့ပြီးတော့မောင်တို့အကောင်းဆုံးလမ်းကိုရှေ့ဆက်ပြီးတော့ရှောက်ကြရအောင်နော်မောင်ရဲ့မျက်လုံးတွေကမလင်ညာနေပေမဲ့မောင်ဟာတစ်ခုခုကိုဖုံးကွယ်ဖို့ကြိုးစားနေအောင်ကျမစိတ်ကနေခံစားနေမိတယ်ဒါပေမဲ့ဒီတစ်ခါတော့မောင်ကအတကြီးခွင်ပြပါမှာကျမကမောင်ကိုကောင်းကြီးပြပြီးတော့မောင်ရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ကိုစုပ်ကင်ထားလိုက်တာပြီးတော့မောင်နဲ့ကျမတရားကိုတရားကြည့်ရရွှေနဲ့မျက်ဝန်းနေနဲ့ကြည့်ပြီးပြုံးရင်မင်္ဂလာခမ်းမစီကိုညှင်သာစွာရှောက်လန်းခဲ့ကြတယ်မောင်ကိုပိုင်ဆိုင်ခြင်းကကျမရဲ့အတလို့ပြောရင်မောင်ကိုမနစ်မိုးစေခြင်းကလည်းကျမရဲ့အချစ်လိုပဲခေါင်းစဉ်တွေ့ရတော့မှာလူငယ်ရဲ့လေးနှစ်ခန့်ကမောင်ကိုမောင်မိဘတွေကအင်ဂျင်နီယာတယောက်ဖြစ်စေချင်ခဲ့ပေမဲ့မောင်က businessman သားဖြစ်ချင်တာကြောင့်ရန်ကုန်ကစီးပွားရေးတက္ကသိုလ်တက်ရောက်ခဲ့တယ်။မောင်စီးပွားရေးတက္ကသိုလ်မတက်မီတလားလောက်အလိုမှာတော့ကျမကိုပြောခဲ့တဲ့စကားတွေကိုကျမအပေတော့မှမေးလေးမှာတော့မဟုတ်ဘူး။ဒီစကားကျမရင်ထဲမှာတန်မိုးတစ်ခုလိုဆွဲခဲ့ခဲ့တာ။အဲ့ဒီကမောင်ကျမကိုကြောင်းလာကြပြီးအိမ်ကိုမပြန်ဘဲနဲ့တနေရာကိုခေါ်သွားခဲ့တယ်။အဲ့ဒီနေရာကကျမစိတ်ကိုငြိမ်ချမ်းစေလိမ့်မယ်လို့မောင်ကယူဆခဲ့တဲ့နေရာပေါ့။တကယ်လည်းမောင်ဟာနေရာရွေးတော်ခဲ့ပါတယ်။တခြားနေရာကိုသာမောင်ကရွေးချယ်ခဲ့ကျမကဒေါသစိတ်ဖြစ်ပြီးတော့မောင်ရောကျမပါအဆက်ကွဲစီလောက်မဲ့အရာတစ်ခုကိုလုပ်ခဲ့မိလိမ့်မှာမလူသူအသွားလာနေတဲ့နေရာပြီးတော့နှစ်တရာနီးပါးရှိတဲ့ဘလောက်ပင်နာတနေရာမှာမောင်ကဆိုင်ကယ်ကိုရပ်လိုက်ပြီးတော့ကျမကဘလောက်ပင်အောက်ကခုံတန်းလျာမှာမောင်ကထိုင်စီခဲ့အဲ့နေရာကိုဖြတ်သွားဖြတ်လာကျမမြင်မှုပေမဲ့တခါမှတော့မရောက်ဖြစ်ခဲ့ဘူးဒီပင်ကြီးအောက်မှာကျမထိုင်ခြင်းစိတ်တော့ခဏခဏဖြစ်မိသေးတာအခုလိုမောင်နဲ့ဒီပင်ကြီးရဲ့အောက်မှာအတူထိုင်လိုက်ရတော့ကျမစိတ်ထဲမှာတမျိုးပဲမောင်ပေါ်ချစ်တဲ့စိတ်တော့မဟုတ်ပေမဲ့ကြည်နူးရိတ်ကလေးဖြတ်ပြေးသွားတာကတော့ကျမဝန်ခံမိတယ်။မကျွန်တော်လေမမကိုသိချစ်တယ်။ဒါကျွန်တော်စိတ်ကစားပြီးတော့ပြောတာမဟုတ်ဘူးနော်။မမကိုကျွန်တော်ငငယ်လေးရတိတ်တိတ်ကလေးလေးစားပြီးတော့ချစ်နေခဲ့ရတာ။ကျမမောင်ကိုဘာမှမပြောတော့ဘူး။မောင်ရဲ့မျက်နှာကိုယ်တော်မှမကြည့်ဘဲနဲ့ညီတက်နေမိတယ်။တကယ်တော့ကျမအဲ့ဒီအချိန်ကတွေ့နေခဲ့တာ။မရောကျွန်တော်ချစ်လား။မမကမင်းကိုမောင်လေးတယောက်ထပ်ပို့ပြီးတော့မချစ်နိုင်ဘူး။ကျမရဲ့အတန်တိတ်မသွားဘဲနဲ့ခမမှာပဲထွက်သွားတယ်။မောင်ကကျမကိုအကြာကြီးကိုငေးဆိုင်ကြည့်နေတာဒါကိုတော့ကျမမောင်ကိုကြည့်ပြီးတော့သိရမဟုတ်ဘဲနဲ့ကျမမျိုးလုံးတောင်းကနေတစ်စိမောင်ကိုတွေ့နေရလို့ပဲဒါဆိုလဲကျွန်တော်မမကိုမေးပြရစီကျွန်တော်မမမဟုတ်ဘဲနဲ့တခြားတစ်ယောက်နဲ့တွေ့မမကိုခွင့်ပြုမလားကျမမျက်နှာပြတ်သွားတယ်ဒါပေမဲ့ကျမဟန်ဆောင်ကောင်းတဲ့အလျောက်မောင်မရိပ်မိခင်ကျမရဲ့အမူအရာကိုထင်းလဲနေနေမင်းရဲ့သဘောပဲလေမင်းမသာတခြားတစ်ယောက်နဲ့ပဲတွေ့ဘသူနဲ့ပဲတွေ့ဒုက္ခကြီးမဆိုင်ဘူးပြီးတော့တကယ်လို့တခြားမိန်းမတစ်ယောက်နဲ့လူလူချူဖြစ်ခဲ့တယ်ဆိုရင်တော့ဒါမှမဟုတ်မင်းချင်းမိသွားခဲ့တယ်ဆိုရင်လေမင်းကသူ့ကိုလက်ထပ်လိုက်ပါမမဟာမင်းသူဟာဒေါသတကြီးနဲ့တစ်ပင်ကိုညာလဲနဲ့ခက်ပြပြကိုထိုးပြလိုက်တာသူ့ရဲ့လက်မှာသွေးစားတစ်ချို့ကိုမြင်မှကျမအလန့်တကြားမတက်ထားရလိုက်မိတယ်မမစိတ်ချမမတွေ့တယ်လို့လေဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးကျွန်တော်တခြားကောင်မလေးတွေနဲ့တွေ့ခဲ့တယ်ဆိုရင်တော့မမကိုပဲလက်ထပ်မှာနောက်လေးနှစ်ကြာရင်မမကျွန်တော်ကိုလက်ထပ်ဖို့အစင်သင့်ပြင်ဆင်ထားပါမမတို့ကျွန်တော်ကလွဲပြီးတော့တခြားသူကိုတွဲဖို့မပြောနဲ့စိတ်ကူးနေအောင်မရှိနေတော့မဟုတ်ရင်အဆိုးရဆုံးအခြေအနေတွေကိုမမရင်ဆိုင်ရမှာတော့မမကျမကဘလောက်ပင်ပေါ်မှာနားနေတဲ့ငှက်ကလေးတွေရဲ့တ
ပါရညဉ့်ညောင်စွာအုံမြည်တဲ့အတန်ကိုတော့မှမကြားရလောက်မောင်ရဲ့စကားတန်တွေကကျမရဲ့နားတွေကိုခံပြင်းစွာပိတ်တင်ထလာခဲ့တာဒါဟာကျမတို့သူကစိန်ခေါ်တဲ့စကားပါကျမမောင်ကိုပါရိုက်ဖို့ရွယ်လိုက်ပြီးမှငါသူ့ထက်အသက်အများကြီးကြီးတာပဲဒီလိုမလုပ်သင့်ပါဘူးလေအဲ့လိုနဲ့ကိုစိတ်ကိုဖြေးပြီးကျမမောင်ရှိရနေထွက်သွားလိုက်တယ်အဲ့နေရာစပြီးတော့မောင်ကကျမရဲ့အနာကိုရောက်မလာတော့ဘူးဒါပေမဲ့သူဟာရန်ကုန်မှာကျောင်းသွားတက်တော့မယ့်အကြောင်းတော့ကျမကိုလာပြောတယ်မောင်လာပြောတဲ့ပုံစံကတော့စစ်ကောက်နေတဲ့အမကိုလာချောတဲ့မောင်ငယ်လေးတယောက်လိုပါချွေးနေတဲ့လုံးမဟုတ်ပေမဲ့ညှိုးရည်လေးမြင်နေထားနဲ့မမကျွန်တော်ရန်ကုန်သွားတော့မယ်ဘာမှအိုးမလဲမမလို့တာပေါ့ကျမကသူ့ကိုစကားပြန်မပြောဘဲတင်းကနေလိုက်တယ်အဲ့ဒီခါမောင်ကကျမအနာကိုကပ်ပြီးတော့စကားမပြောမလားရရင်နော်ဒါဖြင့်မမကျွန်တော်လမ်းကြံရေးရတော့မှာနော်မလွမ်းกว่าကျမကမလွမ်းဘူးလို့ပဲမောင်ကိုမခံချင်အောင်ပြောလိုက်ပေမဲ့တကယ်တမ်းကျတော့18နှစ်လုံးကျမနဲ့အတူရှိခဲ့တဲ့မောင်တခဏလေးတော့မခွဲဘူးတဲ့မောင်နဲ့ရုတ်တရက်ကြီးခွဲရမှာဆိုတော့ကျမရင်ထဲမှာဝမ်းနေလာတယ်ငငုံမိအောင်ထိန်းထားပေမဲ့မျက်ရည်တွေကအလိုလိုနေရင်းကိုဝဲလာတာမောင်တွေ့တာမှဆွရာကြောင်းသာတစ်ဖက်ကိုလှည့်ထားရပေမဲ့မောင်ရဲ့မျက်နှာကိုတခဏလေးဖြစ်ဖြစ်ကြည့်ချင်မိပြန်တယ်အဲ့နေရာမောင်ထွက်သွားပြီးတော့ကျမတယောက်တည်းအခန်းထဲမှာငငုံငိုင်နဲ့ကို brain box ကနေတစ်ဆင့်မောင်ရဲ့အခန်းကိုကြည့်လိုက်မိတယ်မောင်ចောင်းသားတဲ့ကာလာကိုလာမှကျမကတွေးပြီးမောင်ကိုတတိယရဲ့စိတ်တည်နဲ့ဝယ်နေမိတာမောင်တကယ်တခြားတယောက်နဲ့လက်ထပ်ပြီးတော့ကျမစီကအပီးပိုင်များထွက်သွားခဲ့မေးဆိုတဲ့အတွေးတွေကလေကျမကိုကြောက်ရွံ့တုံလုံးစေခဲ့မိတယ်ဒါဘာကြောင့်များလဲပေါ့မောင်ရန်ကုန်မှာចောင်းသားတက်နေတဲ့အချိန်မောင်ရဲ့တရင်ကိုကျမအမြင်နားဆင်ကြည့်တယ်ကံကောင်းစွာနဲ့ကျမခင်ရတဲ့မောင်ရဲ့တငယ်ချင်းယူရကလည်းမောင်နဲ့တူအဲ့အကြောင်းမှာတက်နေခဲ့တာအဲ့ဒါကြောင့်ကျမသူမစီရတစ်စိတ်မောင်ရဲ့တရင်ကိုကြားရတယ်မောင်တကြောင်လေးကင်းဆိုရဲ့တိုင်တင်ကိုရတဲ့အပြင်ကောင်မလေးကလည်းခက်ရှုပ်ရှုပ်ပဲလို့ပြောတယ်ဒီတရင်ကိုကြားတော့ကျမမောင်ကျမတို့စီရနေထွက်သွားတဲ့နေရာလိုပဲအတွေ့အမျိုးစုံလေးကိုတုံ့လုံးမိတာတကယ်ဆိုကျမမောင်တခြားမင်းကလေးတယောက်ကိုချစ်မိဖို့ဆန္ဒရှိသူမဟုတ်လားဒါပေမဲ့မောင်တကယ်ပဲချစ်မိသွားမှာတော့ကျမကြောက်မိတယ်အဲ့ချိန်မှာကျမမောင်ချစ်မိနေခင်နဲ့သိလိုက်ရတာတကယ်တော့အချစ်ဟာစမ်းကြပါလေလေပြီးတော့အချစ်မှာအကန့်အသတ်ဆိုတာလည်းမရှိဘူးမောင်ရဲ့အသက်ကိုမှမတွက်ကြည့်ရောပဲနဲ့ကိုကမသိလိုက်ခင်မှာပဲဖေးချင်းအားစားလို့ကျမရဲ့အသက်မောင်ရဲ့အသက်ကိုမှမတွက်ချက်တော့ပဲနဲ့မောင်ကိုချစ်မိသွားခဲ့ရလေဖေးချင်းအားစားခဲ့ရလေဆိုတာကိုတော့ကျမနှစ်ဖူးပေါ်မှာလက်တင်ပြီးတော့စဉ်းစားလို့မရခဲ့ဘူးမောင်ဟာចောင်းပြည့်ရဲ့တိုင်းတော့မဟုတ်ပေမဲ့လေးလောက်မှတပွဲလောက်တော့အိမ်ပြန်လာလေးရှိရင်မောင်အိမ်ပြန်လာလိုက်ကျမကမောင်အကြောင်းလေးပြောပြလေးရှိတာမောင်ဘေးကောင်မလေးနဲ့ဘယ်လိုတွေ့ခဲ့ရပြီးတော့သူတွေ့ခဲ့တဲ့ကောင်မလေးရဲ့အကြောင်းကျမရဲ့မျက်နှာကိုစစ်စစ်ကြည့်ပြီးတော့ပြောပြလေးရှိရင်ကျမကလည်းမောင်နာကြီးတူပြီးမျက်နှာမပြေအောင်အထူးသဖြင့်တော့မောင်ရဲ့အရှိမအပြိုးမပြေအောင်မောင်ပြောပြတဲ့စကားကိုအေးလူလူသာနားထောင်ပြီးတော့တုတ်ပြန်ပြခဲ့တာကျမရဲ့အမူအရာတွေကိုတော့မောင်ကမစင်နိုင်ပဲနဲ့ပို့ပြီးအရွယ်ပြမယ်ဆိုတဲ့မျက်နှာပြင်းမျိုးနဲ့ကျမကိုကြည့်ပြီးတော့လေစိန်ခေါ်လေးရှိတယ်ကျမတို့တခြားယောက်ျားလေးမိတ်ဆွေတယောက်နဲ့လမ်းပေါ်တွေ့လို့နှုတ်ဆက်ချင်တာမှနှုတ်ဆက်ခွင့်မပြုခဲ့ရသူကျမတို့တစ်ဖက်သက်သဘောကျနေတဲ့ယောက်ျားလေးတွေနဲ့လေသူဟာအသားမျိုးမျိုးနဲ့ပြဿနာရှာပြန်တာပြီးတော့ကျမကိုလည်းပြောသေးတယ်မမအဲ့ကောင်လေးကလေကြောက်ကူလေးရုပ်တွေနဲ့မမကိုစိတ်မချပါဘူးအဲ့ကောင်လေးနဲ့အယုံမဝင်နဲ့ကြားတာကျွန်တော်မမအတွက်ပြောတာမောင်ကြတော့မောင်ရဲ့အသက်ထက်သုံးစားခန့်အရေးအတွက်နဲ့ညီမရဲ့ကောင်မလေးတွေနဲ့မောင်ဟာတွေးခဲ့တာဒါဟာမောင်ကျမကိုရွှေ့ပြီးတော့တွေးနေခဲ့ရလားကျမမဟုတ်မောင်တဘောကြောင့်လို့ပဲတွေးနေခဲ့ရလားဆိုတော့ကျမကဝေခဲ့လို့မရခဲ့ဘူးဒါပေမဲ့မောင်ကကောင်မလေးတယောက်နဲ့တွေးနေရလို့အတန်ကြားလိုက်ကျမမှမခံစားနိုင်မင်းနဲ့မျက်ရည်တွေကျခဲ့မိတာဒီချောင်းကိုတော့ကျမရဲ့မာနာကြောင့်မောင်ကိုဘယ်တော့မှမပြောပြခဲ့ပါဘူးတနေ့တော့ကျမအလုံးလုံးနေတဲ့ကိုယ်ပိုင်အထက်တန်းကျောင်းကရန်ကုန်မှာထပ်ဖို့မှုစီစဉ်ထားပြီးတော့ကျမကိုအဲကျောင်းမှာအလုံးလုံးပေးဖို့ကမ်းလှမ်းခဲ့တယ်ကျမလည်းနည်းနည်းမှတွေ့ဝေခြင်းမရှိဘဲနဲ့လက်ခံခဲ့တာဘာလို့လဲဆိုတော့မောင်လည်းတမျိုးလေးမှနေခွင့်ရမှာဖြစ်ပြီးမောင်ရဲ့အကြောင်းကိုကျမကိုယ်တိုင်သိခွင့်ရတော့မှာမို့လို့ပါနောက်ထပ်3လလောက်နေတော့ကျမမောင်အသိမပေးဘဲနဲ့ယူရနေတစ်ဆက်မောင်ရှိရဲ့နေရာကိုစုံစမ်းပြီးတော့ကျမလိုက်သွားခဲ့တယ်ကျမမောင်ကိုမတွေ့ရမှအလို့ကိုကြားခဲ့ပြီးမောင်ကကြောင်းပေးရက်တွေတော့မှပြန်မလာလို့တဲ့အထိကျမကိုရှောင်ဖိန်နေခဲ့တာပြီးတော့မောင်ကမေးဆိုတဲ့ကောင်မလေးနဲ့တွဲနေခဲ့တယ်တဲ့မေးဆိုတာမောင်တို့ကြောင်မဟုတ်ဘဲနဲ့အပြင်ကကောင်မလေးမောင်လေးဘယ်လိုတွေ့ခဲ့တယ်လဲဆိုတာတော့မသိပေမဲ့မင်းဟာမင်းမကောင်းတရားမဟုတ်ဘူးလို့ယူရပြောပြတယ်ကျမတို့ကျမရဲ့မစီနဲ့မမြင်ရမချင်းဘယ်သူမှမဆွဆွဲတက်တဲ့သူပြီးတော့မောင်ကိုကျမဘာကြောင့်မှမသိကိုယုံကြည်နေမိတယ်ဒါပေမဲ့မောင်ပေါ်ထားတဲ့ကျမရဲ့ယုံကြည်ချက်ကအဲ့ဒီမှာပဲတွဲပွင့်တပွင့်လို့လွတ်ဆင်သွားခဲ့ရတာကျ
မမောင်ငါထားတဲ့တိုက်ခန်းကိုမောင်ကိုလွန်နေစိတ်နဲ့လိုက်သွားခဲ့တာအဲ့တိုက်ခန်းရှိရောက်တော့ကျမရဲ့ရေကုန်စိတ်လို့ရှားစွာနဲ့ဘဲကိုတီးပြီးတော့အဲ့တိုက်ခန်းရှိမှာမောင်ရဲ့တကားအဖွဲကိုမျှော်နေမိတယ်မောင်လေးတွေ့ကျမမောင်ဘလောက်ထိလွမ်းနေကြောင်းကျမရဲ့တိခါနဲ့မာနောက်ပေးဖိပြီးတော့ပြောပြမလို့ပါဒါပေမဲ့ဘသူနဲ့တွေ့ကြလို့လဲအမတကားရဲ့နောက်ကွယ်မှာအမျိုးသမီးတယောက်ကျမကိုစူးစမ်းတယ်လို့အကဲခတ်ပြီးတော့ကြည့်နေတာပထမတော့ကျမစဝေးစဝါနဲ့တိုက်ခန်းမဲ့မှားသွားတာလားလို့တွေးပြီးတော့တောင်းပန်မှုပြင်လဲဖို့လုပ်တည်ရင်အထဲဘက်ကနေစကားတန်တခွန်းအမမထင်ကျမကြားလိုက်ရတဲ့အခါမှာကျမမမမန်းကိုသိခဲ့ရတာဘသူလဲမေရဲ့လားဒါဆိုယူရပြောရင်မေပေါ့ကျမရဲ့ခြေထောက်တရားတောင့်ခဲသွားတယ်လို့အဲ့ဒီအရှိမကျမအတွေးပေါင်းများစွာနဲ့တွတ်တွတ်မအောင်မလို့ရက်နေခဲ့မိတာအဲ့ဒီခါမှာကမမကျွန်တော်စီကိုလိုက်လာလားမောင်ကအံ့ဩဝမ်းသာတယ်လို့ရေရွတ်ပြီးမှမင်းကိုကြည့်ပြီးတော့မျက်နှာပြက်သွားပြန်နေနှစ်ထက်မမကမင်းအိမ်လည်းပြန်မလာတော့အဆင်ပြေရလားနေကောင်းရလားလို့လာကြည့်တာပါကျန်တာထွေထွေတော့မရှိပါဘူးအခုမင်းအဆင်ပြေတာသိရပြီဆိုတော့မမသွားရမင်းကျမတို့ဒီစကားတွေကိုအတက်နိုင်ဆုံးတင်းငင်အောင်ထိန်းပြီးတော့ပြောလိုက်တယ်နောက်ပြီးကျမလှည့်ထွက်ဖို့ခြေလမ်းတွေကိုလှမ်းလိုက်တဲ့အချိန်မှာတော့တစုံတယောက်ရဲ့တားဆီးခြင်းကိုခံလိုက်ရတော့တာပဲမမခဏလေးကျွန်တော်တို့တနေရာကိုတောင်းရအောင်ကျွန်တော်မမကိုပြောစရာတွေအများကြီးရှိတယ်ကျမကမောင်ကလူရှင်းလောက်မဲ့စန်တဆိုင်ကိုခေါ်သွားတာပြီးတော့ကျမကိုတောင်းမဲ့တယ်လို့ကြည့်ပြီးကျမရဲ့လက်တွေကိုခပ်ဖွားလေးကိုစုပ်ကင်လာတယ်ကျမတို့မောင်ပြောမဲ့စင်ကြီးတွေကိုနားထောင်ဖို့အစင်သေးကိုဖြစ်နေခဲ့တာပါခုနကမမတွေ့ခဲ့တဲ့တယောက်ကမေရဲ့ပြီးတော့သူနဲ့ကျွန်တော်တွေ့ရတနေ့ပြည့်ပါမယ်ကျမစိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်းနဲ့မင်းတို့ကိုတကယ်ချစ်တာလားဒီချိန်လေးထိရောက်နေပြီဆိုမှတော့မင်းတို့ကိုလက်ထပ်မှာလားမမမျိုးကိုပြောခဲ့တဲ့စကားတွေကိုမမှတ်မမပြောခဲ့တဲ့အတိုင်းပဲလုပ်လိုက်ပါမမမှားနေပြီကျွန်တော်သူ့ကိုမချစ်ဘူးတနာတာပဲရှိတာမမတနာတာဟုတ်လားကျမကမဲရမောက်ကိုမကြည့်ဘဲနဲ့တစ်ဖက်ကိုလှည့်ပစ်ပြီးတော့ပြောလိုက်တယ်တနာကြီးရဲ့နောက်ကွယ်မှာအချစ်ဆိုတဲ့အရာကညှိတက်တာမောင်များမသိရလားသူကသူ့ရဲ့ပထွေးနဲ့နေရတာမမပြီးတော့သူ့ပထွေးရလဲသူ့အရင်နှိမ့်ဆက်တယ်ကျွန်တော်မပြောချင်ဘူးဒီလောက်ဆိုမမသဘောပေါက်လောက်မှာပါအဲ့ဒါကြောင့်ကျွန်တော်ကသူ့ကိုကျွန်တော်ရဲ့တက်ခံမှာခေါ်ထားတာကျွန်တော်တို့နှစ်ယောက်ဒီနေ့ဒီချိန်ထိမမစိုးရလောက်တဲ့အခြေအနေမျိုးမရောက်သေးဘူးဆိုတာကိုတော့ကျွန်တော်ဖယားမှာကြည်ရဲနောက်ပြီးတော့အဲ့လိုကိစ္စမျိုးဘယ်တော့မှလည်းဖြစ်လာမှာမဟုတ်ဘူးကျွန်တော်ကမမတယောက်တည်းကိုပဲချစ်ခဲ့တာရုံမာတော့မမကျမကကိုချစ်တော့ပေါ်ရက်တည်နိုင်တဲ့မိမတယောက်ပြီးတော့မောင်းထက်လည်းကျမအသက်အများကြီးကိုကြည်ရဲမောင်းထက်လည်းအများကြီးကိုရင်းချက်ပါသေးရဲ့ဒါပေမဲ့အချစ်နဲ့ပတ်သက်လာရင်မိမတွေဟာတိုးအောင်သွားကြတာလားဒါမှမဟုတ်ယူသွားကြတာလားမှန်နေတဲ့အရာတစ်ခုကိုချစ်သူကအဲ့ဒါဟာအမားပါလို့ပြောတဲ့အခါအမားလို့ပဲစွမိတ်ယုံသွားကြတာကမိမတွေရဲ့အချစ်စိတ်ပဲဒီတော့ကျမဟာလည်းမိမတွေရဲ့ကမိမတယောက်ပေါ့ကိုချစ်ရတဲ့သူရဲ့စကားမှားသည်ဖြစ်စေမှန်သည်ဖြစ်စေဝေဖန်မပိုင်းခြားတော့ဘဲနဲ့စွမိတ်ပြီးတော့ကိုယုံလိုက်ချင်တာမိမမကိုတကယ်ချစ်တခြားကောင်မလေးတွေနဲ့ရှစ်ဆက်ပြီးတော့မပတ်သက်ပါနဲ့တော့ကွယ်မမလည်းမင်းကလေးတယောက်ပဲခံစားတတ်ပါသေးတယ်ဒါဆိုမမမောင်ရဲ့မျိုးလုံးတွေကထူးထူးခြားခြားတောက်ပသွားခဲ့ပြီးတော့ကျမကိုလေးနဲ့စွာကြည့်လာတယ်ဒါဟာသူကျမစီကတေးကြတဲ့အဖြစ်တစ်ခုကိုတောင်းခံနေတာကျမလည်းဒီချိန်ရောက်မှတော့မောင်ကိုလည်းမညာချင်တော့တယ်လို့ကျမကိုကျမလည်းမလင်ညာနိုင်တော့ဘူးမမမျိုးကိုချစ်တယ်ဒါဆိုမောင်လေးကြောင်းပြီးဖို့လာပိုင်းမဲ့လူရတာဆိုတော့ကြောင်းပြီးရင်မမမောင်ကိုလက်ထပ်ပါနော်မောင်တတိယအကြိမ်တောင်းဆိုပေးရစီမောင်ဟာသူ့ကိုယ်သူရင်းချက်ဟန်ပုံစံမျိုးနဲ့ကျမကိုလက်ထပ်ခွင့်တောင်းလာတယ်ကျမလည်းမောင်ရဲ့ဒီပုံစံလေးကိုသိချစ်တာကျမမောင်ကိုတစိမ့်စိမ့်ကြည့်ပြီးတော့ဘလို့ချစ်မိမှန်းမသိဘူးချစ်နေမိတာဒီတစ်ချိန်တော့ကျမကမောင်ရဲ့မျက်နှာကိုချစ်ရကလေးနဲ့ကြည့်ပြီးတော့အตาရလေးကိုခေါင်းညှိပြခဲ့မမမောင်ကိုလက်ထပ်ပါမယ်ကျမမောင်နဲ့လက်ထပ်ပြီးတော့တလားလောက်ကြာတော့အရာအလုံးဟာအဆင်ပြေချောင်းမိနေခဲ့ပါတယ်မင်းဆိုရဲ့မင်းကလေးလေးကျမစီရဲ့ဖုန်းနဲ့မဆက်တော့တယ်လို့စာရီနဲ့လည်းမချင်းချောက်တော့ဘူးမောင်လေးကျမကလည်းအချစ်တွေနဲ့ပြည့်နေနေတဲ့အင်္ဂလိပ်မှာအေးချမ်းစွာရှိနေခဲ့တာဒါပေမဲ့ဒီနေ့မှာတော့မောင်အလုပ်သွားနေတဲ့အချိန်မောင်နဲ့ပတ်သက်ခဲ့ပြီးတဲ့ကောင်မလေးတယောက်ကကျမစီကိုရောက်လာတယ်ကျမမောင်နဲ့ပတ်သက်ခဲ့ပြီးတဲ့မင်းကလေးတွေနဲ့စကားကိုမပြောချင်တာပတ်လည်းမပတ်သက်ချင်ဒါပေမဲ့မပတ်သက်လို့မရတဲ့အနေအထားတစ်ခုကကျမတို့ကြားမှာဖြစ်တည်လာခဲ့တာအမဒါထက်ရမောင်ရဲ့အိမ်လာမသိဘူးကျမကပန်းနေရေလောင်းနေတော့သူမကကျမကိုလှမ်းခေါ်ပြီးတော့မေးတာဟုတ်ပါရဲ့ညီမကဘယ်သူနဲ့တွေ့ချင်လို့လဲကောင်မလေးကမောင်နဲ့တက်တူလေးတူသူမကကျမကိုအကဲခတ်တယ်လို့ကြည့်ပြီးတော့အမကလေထက်ရမောင်ရဲ့မိန်းမမပိုးမမမီလာရင်ကျမရေပဲကောင်းအောင်ပြေးပြီးတော့ချလိုက်တယ်ပြီးတော့အဲ့မင်းကလေးစီကိုဆက်ဆွနေတဲ့စိတ်တွေနဲ့ရှောက်သွားလိုက်တာဟုတ်ပါရဲ့မင်းကဒါဆိုရင်တော့ကျမအမနဲ့ပဲတွေ့ချင်တာ
ကျမအမကိုပြောစရာတွေအများကြီးကိုရှိတယ်။တူရဲ့အိမ်ထဲမှာပြောကြရအောင်နော်။ကျမတို့စကားတွေကိုဘေးလူတွေကြားတော့မှစိုးရကြောင်းလဲအိမ်ထဲကိုသူမကိုခေါ်လိုက်တယ်။ကဲပြောပါမင်းတို့ကိုပြောချင်တဲ့စကားဘာများလဲ။ပြီးတော့မောင်နဲ့မေကဘလို့ပတ်သက်တာလဲ။ကျမနဲ့သူကရီစာဟောင်းနေပါ။ကျမနာမည်ကမိစော်လို့ခေါ်တယ်။ကျမအခုပြောမယ့်စကားတွေကအမတို့အိမ်တော်ကြီးကိုဖျက်ဆီးခြင်းလို့ပြောတဲ့စကားတွေမဟုတ်ပါဘူး။အမတိတိနဲ့ထင်လို့လာပြောပြတာ။ဟုတ်ပါပြီပြောပါ။ကျမသူမပြောတဲ့စကားတွေကိုနားထောင်ဖို့အစင်သစ်ကိုဖြစ်နေပြီမဲ့တကယ်တမ်းကျတော့ကျမနားထောင်ဖို့မဝင်ရဲခဲ့ဘူး။ဒါပေမဲ့ကျမတိတိနေနေလေကျမသိရမှာပေါ့။ဒီနေ့ကျမလည်းတငယ်ချင်းတွေပါမမ။ကျမကနေတစ်ဆင့်ထက်ရမောင်ကအမေကိုသိတာ။မိတဲ့ကျမအဲ့ဒီနာမည်ကိုမသိစိတ်ကတော့သိစိတ်ကပါရေရွတ်လောက်တိုင်းကိုတုံ့လို့မိတယ်။ဘာကြောင့်လဲဆိုတော့ကျမမင်္ဂလာမဆောင်ခင်ကသူပြောတဲ့စကားတွေကြောင့်မင်္ဂလာမဆောင်ခင်တညအလိုမှာမမဖုံးတန်မြင်းနေတယ်အိမ်အကူကောင်မလေးကကျမကိုဖုံးနှမ်းပေးတဲ့အချိန်နမကိုကြည့်လိုက်တော့ကျမမသိတဲ့နမစိမ်းတစ်ခုဖြစ်နေတာကျမဖုံးကိုကန်လိုက်တော့တစ်ဖက်မှာကောင်မလေးတယောက်ရဲ့အတန်ကိုကြားလိုက်ရတယ်ကျမလည်းစိုးရိမ်စဝါဖြစ်သွားတာဟယ်လိုမမကျမကမိပါမင်းကျမကိုကဲပါအောင်မမရေကျမမလေးအခုထည့်ရနေရတဲ့ကိုယ်ကိုနှိုးထားရပြီဘာသူမကတုံရင်နေပြီဒါပေမဲ့သူမရဲ့စကားကြောင့်ကျမစိတ်တွေတုံလို့ခြောက်ခြားသွားပြီးကျမ်းမြေပေါ်ကိုကျမလေးကြလို့မတက်နေပါဖြစ်သွားတာအေးအကိုကောင်မလေးထိမ့်လို့သာကျမလေးကြမသွားခဲ့တာကျမဖုန်းချစ်ချစ်ပါအောင်စုပ်ကန်ထားပြီးတော့ကလထိုင်ပေါ်မှာငင်းငင်းကလေးစိတ်ကိုရှော့ချပြီးတော့ကိုထိုင်နေရတယ်နောက်ပြီးတော့ကောင်မလေးကိုကျမအခန်းထဲကထွက်ခိုင်းလိုက်တယ်လေအဲ့ဒီအကြောင်းတွေကိုဘသူ့မှမသိစေချင်တာကြောင့်မမထည့်ရအောင်လေညီမဘလို့မှဆက်သွယ်လို့မရလို့မမကိုဆက်သွယ်လိုက်ရတာမမကျေးဇူးပြုပြီးတော့မင်္ဂလာပွဲကိုဖျက်သိမ်းပေးပါနော်ညီမနဲ့အပြစ်မဲ့တဲ့ကလေးရဲ့မျက်နှာတော့ထောက်ထားပေးပါမမရေနော်ကျမ9မိနစ်လောက်ငိုတုံမိသွားသလိုပဲသူမရဲ့စကားကိုတုံ့ပြန်နိုင်စွမ်းမရှိတော့ဘဲနဲ့စွမ်းအားကညှိတက်နေမိတယ်နောက်ပြီးတော့မင်းပြောခဲ့တဲ့စကားကိုတို့ကအကျဉ်းမဲ့ယူလိုက်မယ်ထင်နေလားမင်းတို့မင်းထက်မောင်းကိုပို့ပြီးရရှင်းနေမောင်ဒီလိုလိုရည်မျိုးလို့မှမဟုတ်ဘူးပြီးတော့မင်းပါရီလို့တလဲဆိုတာကိုတို့မသိဘူးများထင်နေရတာမင်းမောင်နဲ့တို့ရဲ့မင်္ဂလာပွဲကိုတိတ်ပြည့်စေချင်တော့ sorry ပဲနော်မင်းကဖြစ်စေချင်တယ်လို့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးကျမကပြတ်သားစွာပြောပြီးတော့ဖုန်းကိုချပြလိုက်တယ်နောက်ပြီးတော့သူမဘက်ကနေဖုန်းလေးဆက်လာပြန်တာကျမမကင်တော့ဘူးလို့ဆုံးဖြတ်ထားပေမဲ့သူမကျမဖုန်းကိုခေါ်နေရကစက်ကမကရှိနေရကြောင်းသူမဘာတွေဆက်ပြောမလဲဆိုတာသိချင်စိမ့်နဲ့ကျမကန်လိုက်တယ်အမရဲ့မောင်တိတ်ယုံနေတာကိုသူမရဲ့အတန်ကလည်းကျမရဲ့ဖုန်းပြောစကားလည်းမဟုတ်တော့ဘဲနဲ့ခဏမှအတန်ဖြစ်ကိုပြောင်းသွားခဲ့တာကြားဆိုတာလေဖေးကြားမှဥပမဆောင်တတ်ဘူးအမရဲ့ထည့်ရလေကျမဘလို့နေထိုင်ခဲ့တယ်လဲဆိုတာအမလည်းသိတာပဲလေဘာလို့စိတ်နေရလဲကျမရှိရှိမဲပြောနေအမကဒီမင်္ဂလာပွဲကိုဖြစ်မလားဒါမှမဟုတ်ကျမကိုယ်တိုင်မင်္ဂလာပွဲကိုလာဖြစ်ရမလားအမတွေစဉ်းစားကျမကလာဖြစ်ရင်တော့အမတို့အားလုံးရဲ့တိတ်ခါကြီးကြောက်သွားမှာနော်ဒီတညတိတ်ချစဉ်းစားထားတာသူမကပြောပြီးတော့ရှင်ရင်းနဲ့ဖုံးချသွားတာဒီလောက်ဆိုတေးကြနေပြီသူမကကျမနဲ့မောင်ရဲ့မင်္ဂလာပွဲကိုပြည့်စုံခြင်းနေကြတာဘလို့အကြောင်းနဲ့မှလက်တွဲဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့ကျမဆုံးဖြတ်ချက်ချလိုက်တယ်မိမကိုယ်ဝင်6လရှိနေပြီနော်အမအဲ့ဒါထည့်ရနေရတာဒီအကြောင်းတွေကိုထည့်ရနေသိရင်ဘာကျမတုံလို့ပြီးတော့တကူလို့ပြုတ်ခွေသွားတယ်ဒီအကြောင်းမောင်သိရရဲ့လားမောင်ကမိစကားကိုလက်ခံတာလားတကယ်ပဲမောင်နဲ့မိကဘလို့အခြေအနေထိအောင်မှပတ်သက်ခဲ့ရလဲကျမရဲ့အုံနောက်ထဲမိကုန်းများစွာအလူအရက်ကိုပြေးသွားနေခဲ့တာအခုဆိုထည့်ရကိုမိအနာမှာခက်စိတ်စိတ်ကိုတွေ့နေရတယ်တခါတလေတောက်ဖွားမိရဲ့အခန်းမှာတော့မှတွေ့ခဲ့သေးတာကျမလေးမမျော်လင့်ထားတဲ့စကားတွေကိုကြားလိုက်ရတဲ့အခါစိတ်တွေကမှကြောင်ချောက်ချားနဲ့ရှော့ရပြီးတော့ပုံရင်းချင်းတွေကမှတဲတဲကိုကိုမမြင်ရတော့ဘူးကျမရဲ့တကူလုံးနဲ့အထင်ကုတ်ကိုမြင်နေခဲ့ပြီအမမပူးမမီကျမဘလောက်ကြောင်တတိမိနေလဲတော့မသိဘူးကျမအတိပြန်ဝင်လာတဲ့အချိန်မှာကျမဆေးရုံကိုရောက်နေခဲ့တယ်ကျမဘေးပပက်လင်းပါဘယ်သူမှလည်းရှိမနေခဲ့ဘူးဒီတိုင်းဆိုကျမဆေးရုံရောက်နေခဲ့အောင်မောင်ကမသိသေးဘူးကျမရဲ့စိတ်တွေလျှော့ပြီးဘာမှမတွေးတော့ဘဲနဲ့ရေကက်စွာနဲ့မျက်စိကိုနှိပ်ထားလိုက်တယ်ခဏကြာမှတော့ဒေါက်တာကျမရဲ့ခန်းထဲဝင်လာခဲ့တာအိုးမမမီနော်ကျမအသားရအောင်ခေါင်းညှိလိုက်တယ်ရုတ်တရက်တစ်ခုခုကိုလန့်ပြီးတော့ရှော့ရသွားတာကလွဲရင်တော့ညီမမှာဘာယောဂမှမရှိပါဘူးဒါပေမဲ့ခဏတော့မဖြစ်အောင်သတိထားရမယ်ဘာလို့လဲဆိုတော့ညီမမှာအခုဆိုရင်ခလေးလေးရှိနေပြီဆိုတော့လေရှင်ခလေးလေးကိုပြောလိုက်တာလားဟုတ်ပါရဲ့ညီမမှာကိုယ်ဝင်တလားရှိနေပြီကျမလည်းဒီစကားကိုကြားချင်းဝမ်းသာရမလို့ဝမ်းနေရမလို့ပါပဲခံစားချက်တွေကရှုပ်ထွေးနေကြတာတကယ်လို့မိစောသားအဖြစ်မှန်လို့လာမပြောပြခဲ့ဒီချိန်မှာကျမဝမ်းသာလုံးလို့မောင်ကိုအပြေပြောလိုက်မလားပဲ
ဒါပေမဲ့အမှန်တရားဘာလဲဆိုတာမသိရသေးတဲ့အချိန်ကျမပြေဝစွာမပြောရွှင်နိုင်ခဲ့ဘူးကျမဆေးရုံကဆင်းလို့ရရင်ကျမအိမ်ပြန်ချင်ပြီရှင့်ဘာယောဂမှမရှိဘူးဆိုတော့ဆေးရုံကဆင်းလို့ရပါပြီကျမလည်းဆရာဝန်ရဲ့ခွင့်ပြုချက်နဲ့ဆေးရုံကဆင်းခဲ့ပြီးတော့ကျမရဲ့အခန်းထဲမှာမလုံးမရှမ်းနဲ့လင်းလျောင်းပြီးတော့ကိုညှိတက်နေခဲ့တယ်လူအားသာညှိတက်နေပေမဲ့ကျမရဲ့စိတ်တွေကတော့မငြိမ်သက်နိုင်ခဲ့ဘူးမောင်ကြောင့်ကျမရဲ့ရှင်တွေကပူနေခဲ့တာဒီချိန်မှာကျမစီကိုရောက်လာခဲ့ရင်ကျမရဲ့အုံနောက်ထဲမှာနေရာယူထားတဲ့မိကုံများစွာကျမကမင်းလေးမိနေလို့ထင်နေကျမလည်းအခန်းတကာဘက်ကိုမျက်နှာမူထားတဲ့မောင်ရဲ့အလားကိုစိတ်ပြင်းပြစွာနဲ့စောင့်နေမိတာမမမောင်ကအခန်းထဲကိုကျမရဲ့နန်းစားကိုခေါ်ပြီးတော့ဝင်လာခဲ့လိုက်တယ်ကျမလည်းချက်ချင်းပဲအလိုအလျောက်ကိုမတက်ကိုရက်သွားမိတာအခုချိန်မှာကျမခန်းစားရသမျှမောင်ကိုအမှန်တိုင်းဖွင့်ပြောသင့်ပြီကျမမှာမြေသိမ့်နိုင်စွမ်းတွေလည်းမရှိတော့ဘူးမမလင်းမကောင်းလားမောင်ကကျမမျက်နှာမကောင်းတော့နှစ်ဖူးကိုဆန်းပြီးတော့မေးတယ်ဒီချိန်မှာမောင်ကျမပေါ်ခရူးဆိုင်ကျင်လာတာတွေကိုကြည့်လို့မနေနိုင်တော့ဘူးကျမလေကျမသိချင်တာသိရမှာဖြစ်မှာမဟုတ်ရင်ကျမရင်တွေကပေါက်ကြတော့မင်းနေကောင်းပါလေမောင်ပြောစရာရှိတယ်မောင်ပြောလိုက်တော့ပိုးမမမီပြောလိုက်စမ်းပါမိမလေးမင်းနဲ့ရတဲ့ကိုယ်ဝင်ရှိနေရဲ့တောင်းလေးမင်းကသိရဆိုမောင်ရဲ့မျက်နှာကိုကျမခက်စစ်စစ်ကြည့်ပြီးတော့အကဲခတ်တော့မောင်ရဲ့တုံးလို့ခြောက်ချနေတဲ့မျက်ဝန်းတွေကိုမြင်လိုက်ရတယ်ဖះရင်ဒါဆိုမိစော်ပြောတဲ့စကားတွေကအမှန်တရားတွေပေါ့ကျမမောင်းပေါ်ထားခဲ့တဲ့မျောလင်းချက်တိတိလေးရလဲညီမုံတစားလိုပျောက်ပြယ်သွားခဲ့ရတာမောင်ရဲ့ရက်ဆက်လိုက်တာမင်းကငါ့ရဲ့ယုံကြည်မှုအလုံးဖြစ်စေလိုက်တာပဲငါမှတော့မင်းကိုယုံကြည်လိုက်ရတာငါ့ပေါ်အဲ့လိုမလုံလောက်ပါဘူးဆိုပြီးတော့ဒါပေမဲ့မင်းကကျမစိတ်မပြောနိုင်တော့ဘူးမောင်ကတော့တိတ်ဆိတ်စွာနဲ့ကျမရဲ့အနာကိုတိုးလာရင်ကျမကိုပုတ်ဖက်တော်မယ်မောင်ရဲ့လက်တွေကိုကျမလည်းရိုက်ချလိုက်ပြီးတော့ငါအတောင်မထိနဲ့ငါအတောင်နင်ထိဖို့မတန်ဘူးအခုငါအရေးကြီးတာပြောမယ်မင်းနားထောင်မင်းနဲ့ငါမနေ့ပြန်တရားရုံးမှာကြွားရှင်းမယ်မမအဲ့လိုမလို့ရဘူးလေမောင်ကြွားရှင်းမပေးနိုင်ဘူးမောင်ကိုအချိန်တစ်ခုလောက်ပဲပေးပါမောင်အားလို့ရှင်းပြပါမယ်ရှင်းပြမယ်ဟုတ်လားမင်းတို့ဘာကိုရှင်းပြချင်နေသေးရလဲငါအရင်ကအချင်းနဲ့ပတ်သက်ရင်မျက်စိကန်းနေကြလို့မင်းကိုယုံခဲ့မိတာအခုတော့မင်းတို့ကအတော်လေးကိုကြောက်သွားရင်တွားထွက်သွားငါအခန်းထဲကနေထပ်သွားမင်းတို့ကလုံးဝမမြင်ချင်တော့တွားကျမလေးတကယ်မောင်ရဲ့မျက်နှာကိုမမြင်ချင်တော့တာကျမဟာအရာရာမောင်ရဲ့အတတွေကိုရှေ့ရန်တင်စီခဲ့တဲ့သူပါမောင်ကျမအလုပ်လုပ်တာမှမကြိုက်လို့ကျမမြင်လို့ခဲ့တဲ့အလုပ်ကိုတော့မှမောင်အတွက်နဲ့ကျမထွက်ခဲ့သေးတာမောင်ကကျမကိုအရှင်မကောင်းတယောက်ဖြစ်စေချင်နေတဲ့ကျမအစမ်းကုန်စူးစမ်းခဲ့တယ်မောင်တဘောမကြတဲ့လူတွေနဲ့ကျမအဆက်ဆံမလုပ်ခဲ့တာအချစ်ကအရာရာပြောင်းလဲသွားစေပြီးမြင်ယုံကြည်မှုနဲ့သစ္စာဖောက်ပြရင်တော့အချစ်တွေကအမုန်းဖြစ်ကိုပြောင်းလဲသွားတတ်တယ်တဲ့ဒါပေမဲ့လေကျမမောင်ပေါ်အခုထက်ထိအောင်မမရသေးတာကတော့အမှန်အချစ်ဟာတိတ်တော်လေးစမ်းကြည့်လူတယောက်ကိုအလွယ်တကူလေးချစ်နိုင်တယ်လို့မုံမို့ကတော့ခက်တယ်လေမောင်ရဲ့အတောင်ရောင်ချယ်စေခဲ့တဲ့သူကျမရဲ့အတောင်ကျမကိုယ်တိုင်ရောင်ချယ်မဲ့သူပါမောင်ကကျမကိုကွာရှင်းခဲ့မပေးခဲ့တာကြောင့်ကျမမောင်နဲ့ဝေရစီကိုထွက်ပြေးခဲ့တယ်မောင်ရဲ့ရင်သွေးလေးကကျမမှာရှိနေပြီဆိုရပြောရှင်းမှုကျမရဲ့အတာနဲ့ကျမကမောင်ကိုလုံးဝပေးမသိခဲ့တာကျမရဲ့မိဘအိမ်ကိုလည်းကျမကမပြန်မင်းနဲ့နေလေးတည်းမှာကျမဆီယာမဝင်လို့ခဲ့ရင်မောင်နဲ့ကျမမိဘတွေဘလို့ကြံရစ်ခဲ့မလဲကျမမတွေးချင်တော့တွေးမိရင်လည်းမြေကြီးကြောင်မိရဲ့ကျမရဲ့ရင်သွေးလေးကြောင့်အတင်းခဲ့ရတာကျမရဲ့ကိုယ်ကိုနေရာဆေးရုံမှာပဲဝေဖို့ဆုံးဖြတ်ထားပေမဲ့ကျမရဲ့ကလေးကအနေထားမမှန်တာကြောင့်မြို့ဝဆေးရုံမှာပဲခွဲမွေးဖို့အကြံပြုခဲ့ရင်ကျမလည်းမဖြစ်မနေမြို့ဝဆေးရုံကိုတက်ခဲ့ရတယ်ကျမနဲ့အတူဒေါ်ရီရီလည်းပါလာခဲ့ရဒေါ်ရီကကျမတပည့်လေးရဲ့မိခင်ကျမခွဲခဲနေကိုမဝင်မီအကြောင်းများချက်မေ့စွာနဲ့မောင်ကိုတန်းတာမိတယ်တကယ်လို့မောင်သာကျမအနားမှာရှိနေခဲ့ကျမဘေးနောက်ကိုဝေတဲ့ကိုစီမှာသူတို့ရဲ့ခင်မုန်းတွေပါလာခဲ့ကြတာတချို့ဆိုသူတို့ရဲ့မိန်းမတွေစိုးရိမ်ခြင်းလို့ဖက်နှက်ကိုတစ်ဖက်စီမှားစီလာကြတဲ့သူတွေနဲ့တချို့ဆိုရုံမခါထိုးပြီးတော့ရောက်လာတဲ့သူတွေအောင်ရှိကြတယ်ကံကောင်းလိုက်ကြတာရှင်ကျမအားကြမိတာပေါ့ကျမရဲ့ဘေးမှာတော့တော်ရီကလွဲပြီးဘယ်သူမှရှိမနေခဲ့ဘူးဘလောက်ပဲတမပါတယ်ပြောမိမတယောက်ဟာလေအခုလိုခလေးမွေးဖွားရတော့မယ့်အချိန်မှာကိုယ့်ရဲ့ခင်မိုးတော့အနားမှာရှိစေဖို့မျှော်လင့်တက်ကြတာ哦အခုမှကျမလက်တွေ့ကြုံရတော့တယ်မပူးမမမေရှိပါသလားရှင်ဆရာဝန်မလေးရဲ့အတန်ကြားပြီးရနဲ့ကျမခွဲခဲနေကိုဝင်လိုက်တယ်ကျမရဲ့ရင်တွေကလည်းခုန်နေပြီစိုးရိမ်စိတ်ကြောင့်လားဒါမှမဟုတ်ကိုရလုံးလုံးစောင့်မျှော်နေရတဲ့ကျမရဲ့ရင်သွေးလေးရဲ့မျက်နှာကိုတွေ့ရတော့မယ်ဆိုတာကြောင့်လားကျမကဝေခွဲမတက်ခဲ့ဘူးဆရာဝန်မလေးကတော့ကျမကိုမစိုးရိမ်မို့တဖွာဖွာအားပေးနေခဲ့တာကျမကိုခွဲစိတ်နေတဲ့အချိန်ထုံစိတ်ထိုးထားတာကြောင့်တိတ်တော်မနာခြင်းမိမိအရာအလုံးကိုကြားသိနေရတယ်
ကျမရဲ့စိတ်ထဲမှာတော့ကျမကလေးလေးကြမ်းကြမ်းမမနဲ့လူလောကကိုရောက်လာပါစေဆိုပြီးဖျားရှင်နဲ့ရှိသမျှနဲ့တကြားတွေထံမှာကျမကဆူတောင်းနေခဲ့တာအဲဒီအချိန်မှာမိခင်တယောက်ရဲ့မေတ္တာတရားနဲ့ကျေးဇူးတရားကျမကလည်းခံစားပြီးတော့ကျမရဲ့မိမိတော်မှလွမ်းလာတယ်ကျမကလေးလေးရဲ့ငိုတန်လေးထွက်လာတော့ကျမပီတီးမျက်ရည်တွေကျမိရလေဆရာဝန်ကကျမရဲ့အနာကိုရောက်လာပြီးကျမကလေးလေးကိုခြိပြီးတော့ကိုလာပြတာဒါညီမရဲ့သမီးလေးလေသမီးလေးရဲ့မောင်ကြီးမောင်သိလို့ချင်းနေတဲ့သမီးလေးတွေကျမကလေသမီးလေးရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမောင်ကိုတတိယမိတယ်ခွဲခန်းလေးကိုဝင်ပြီးတော့2 နာရီလောက်ကြာတော့ကျမပြန်လဲစောင့်ကြည့်ခန်းထဲမှာနေရတာကျမရဲ့သမီးလေးကတော့ကျမရဲ့ဘေးနားမှာဆီယမလေးသမီးလေးကဆီယမလေးနဲ့လည်းတိတ်မတူတယ်လို့ပဲနော်ဆီယမလေးရဲ့အမျိုးသားနဲ့များတော်ရအမတ်တမဲ့ပြောမိမှအာနာတလို့ညင်သက်သွားတယ်မောင်လေးကျမရဲ့အကြောင်းတွေကိုကျမဘသူ့မှမပြောပြခဲ့ပေမဲ့ဒီလိုချင်းတွေမှာခင်မိုးအနာမှာမရှိနေတဲ့မိမတယောက်ရဲ့အိမ်တော်ရေးကတော့ကောင်းမွန်တဲ့အိမ်တော်ရေးဖြစ်လိမ့်မှာမဟုတ်ဘူးဆိုတာလူတိုင်းကတော့သိလောက်တယ်။သမီးလေးကလည်းတော်ရီပြောရလောက်အောင်ကိုသူ့ဖေမှသူ့ဖေတပုံစံနေကျမသဘောကျရတဲ့မြို့ဝန်းလေးတွေမျက်ခုံးလေးတွေနှာရံလေးတွေကိုသမီးကသူ့ရဲ့ဖခင်စီကနေအမွေရခဲ့တယ်။တကားဖွင့်တန်တဲ့အတူမမဆိုတဲ့ချိုသားရဲ့အတန်တပြိုင်နက်တည်းထွက်လာတဲ့အခါကျမရင်တွေတုံးခုန်လာခဲ့တယ်။ကျမတကားစီကိုမွေးမရကြည့်လိုက်တော့ကျမတိတ်ကိုတန်းတနေမိတယ်မောင်ဆိုပြီးကျမစိတ်မထိန်နိုင်ပဲခေါ်ပြီးတော့မယ့်အချိန်မောင်ဘေးမှာအတူပါလာတဲ့မိကြောင့်ကျမနှကန်းတွေစိတ်သွားရတယ်မမရဲ့တောင်မောင်တမီးလည်းမဟုတ်လားမဟုတ်ဘူးကျမရဲ့အတန်တွေကတုန်ခါနေပြီမောင်မားပါလေကွာမောင်ကိုတိတ်တယ်လို့အပြစ်ပေးပါဒါပေမဲ့မောင်ချီရတဲ့မမနဲ့တမီးလေးရောမောင်ရဲ့အနာကနေထွက်မသွားပါနဲ့အဲ့ဒီပြစ်တယ်ကမောင်အတွက်ကြီးမားလို့နေသိရတာပဲနော်ကျမနှကန်းထုတ်ပြီးတော့ခနဲ့ပြီးတော့ကိုပြုံးလိုက်မိတာတော်တော်အရှက်မရှိတဲ့လူတွေစကားတန်တွေခဏလောက်ငြိမ်သက်သွားရင်အဲ့နောက်မှာတော့မေကကျမရဲ့ရှိမှဒူးထုတ်လိုက်ပြီးတော့ကိုငိုလိုက်တာကျမအမကိုတောင်းပန်ပါတယ်ကျမအမပေါ်အမားကြီးကိုမှားခဲ့တာတကယ်တော့ထက်ရမှာကျမရဲ့ကျေးဇူးရှင်ကျမအပိုင်လိုချင်ခင်းမိရဲ့အဲ့ဒါဘာကြောင့်လဲဆိုတော့ကျမရဲ့အရှက်ကိုဖုံးမိခြင်းလို့ပါကျမသူမပြောတဲ့စကားတွေကိုနားမလည်စွာပဲနဲ့မောင်ကိုကြည့်မိတယ်မောင်ကလည်းညှိုးငင်နေတဲ့မြုံဝန်းနေနဲ့ကျမရဲ့လက်ကိုတင်းကျပ်စွာဆုပ်ကန်ပြီးသူမပြောသမျှနားထောင်ပြီးဖို့တောင်းပန်ရှာတာတကယ်တော့လေကျမမှရှိတဲ့ကိုယ်ရသူမကလည်းလက်ကိုချစ်ပါအောင်ဆုပ်ပြီးတော့ကျမပထွေးနဲ့ရတဲ့ကိုယ်ဝင်မှာကျမအတော်လေးကိုအံ့ဩသွားရတာဖယားကြီးဘလို့တော့လူစိတ်မရှိတဲ့လူတွေကျမတငယ်ချင်းမိစောလင်ပြောခိုင်းခဲ့တာပါအဲ့ဒီကိုယ်ဝင်ကလည်းကံကောင်းတယ်ပဲပြောရမလားကံမကောင်းဘူးပဲပြောရမလားကိုယ်ဝင်6တော့မှပြစ်ကြသွားခဲ့အဲ့ဒါကိုထက်ရပဲကူညီပေးခဲ့တာသူမပြောရလေကျမအဆက်ကွဲမှာဆိုလို့ပြီးတော့ထက်ရမှာကျမအခုချိန်ထိညီမလေးတယောက်လိုပဲစောင့်ရှောက်ခဲ့တာကျမလေးအမစီကခွင့်လို့ပြီးတော့မျော်လင့်မအောင်အမပေါ်မှာသစ္စာရှိပြီးတော့ချစ်မြတ်နေတဲ့ထက်ရမောင်ကိုတော့အမခွင့်လို့ပြီးဖို့တောင်းပန်ခြင်းနေဒီချိန်မှာကျမလေးမောင်ကျမပေါ်လုခဲ့သမျှအရာအားလုံးမေ့ပြီးတော့မောင်ပေါ်မှာအာနာစိလေးပဲရှိတော့တာမောင်ကတော့ကျမကိုလူနဲ့စွာပြုံးပြတယ်ထားပါမေမမအားလုံးခွင့်လွှတ်ပါတယ်ဒါဆိုကျမပြန်တော့မယ်နော်အမားရဲ့အထီးပဲရှိတဲ့အချိန်လေးကိုမနှောက်ယှက်တော့ကိုထက်ကျမပြန်တော့မယ်ဒါနဲ့တော်ရီလေးပြန်တော့မယ်နော်ဆီယမလေးအေးတော်ရီရဲ့ပြေကိုပြန်ပါလေဝေးတဲ့ဟာကိုတော်ရီရဲ့အိုးဝေးပြန်လို့ရပါလေကွယ်ဒီမိသားစုလေးအခုမှစုံသားဆိုတော့ချစ်ခင်လေးနေကြပေါ့တော်ရီလည်းနားလေပါတယ်အေးမဟုတ်တာတော်ရီနဲ့မေကကျမစကားပြောလို့တော့မဆုံးခင်မှာပဲအခန်းထဲကအလင်းမြန်ထွက်သွားခဲ့တာမောင်ကတော့သမီးလေးကိုပွေ့ချပြီးကျမနားမှာဝင်ထိုင်ပြီးတော့ကျမရဲ့နှစ်ဖူးလေးကိုဖွားလေးကိုနမ်းရှိုက်တယ်မောင်သမီးလေးကမောင်နဲ့တူရတော့မမမောင်ကသမီးလေးရဲ့နှာခေါင်းလေးကိုဖွားလေးကိုတိတ်ထုတ်ပြီးပြောတော့ကျမလည်းမျက်စောင်းလေးကိုရွှေလိုက်မိတယ်ဟုတ်ပါဒီမေကမွေးထားပြီးတော့သူ့ဖေနဲ့လေအမြင်ကက်စရာကိုသွားတူနေရတယ်သမီးလေးကချစ်စရာလေးပါမမရဲ့သမီးကိုချစ်စရာမကောင်းလို့မပြောရပါဘူးနော်အဖေကိုပြောတာအမြင်ကက်စရာကောင်းနေဆိုတာလေမိမရှာရမှန်းလည်းမသိတခြားမိမအနားမှာကြတော့တနာလို့တဲ့အနားမှာနေပြီးတော့ကောက်ွယ်ပေးနေလိုက်တာတိတ်ပြီးတော့အမြင်ကက်စရာကောင်းနေလက်ဆက်တက်တော့မမကတဝင်တိုးနေရအောင်မောင်ရဲ့မိမဒီလိုကြတော့လေတဝင်တိုးတတ်တာပဲမောင်လေးမမထွက်သွားပြီးတဲ့အချိန်ကလေးကမမကိုလိုက်ရှာတာအယူကြီးတယောက်လိုပဲဒီစေးရုံကိုလည်းမောင်ရဲ့အတိမိတ်ဆွေကမမကိုတွေ့ရပြောတာနဲ့ချက်ချင်းကိုလိုက်လာခဲ့တာမင်းကိုခေါ်ခဲ့ရဲဆိုတာကမောင်ပေါ်မှာထားတဲ့အမြင်တွေပြောင်းလဲသွားအောင်လို့ပါစိတ်ချတော့မမမောင်လေးမမစိတ်ဆင်းရအောင်ဘယ်တော့မှမလုပ်တော့ဘူးနော်ဂတိပေးတယ်ကျမလေးတင်းထောက်သမျှစိတ်အားလုံးရှော့ချပစ်လိုက်ပြီးတော့မောင်ရဲ့ပခုံးထက်မှမှီတွေ့မိတယ်
အခုချိန်မှာစစ်စစ်နေတဲ့စက္ကန့်တိုင်းကအတိတ်ပဲရှိသလိုသမီးလေးနဲ့မောင်အားလေးကျမရဲ့အရာရာကိုဖြစ်ခဲ့တာပါပရိသတ်များရှင်ပရိသတ်တွေကိုနားဆင်ကြရတဲ့ဇလံလေးကတော့စာရေးသူမမခရေးသားထားတဲ့အတ္တတို့ရောင်ထဲခွင်းဆိုတဲ့ဇလံကောင်းလေးအစဆုံးပဲဖြစ်ပါတယ်ဇလံလေးကတော့ဒီမှာပဲပြီးဆုံးပါပြီနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးပဲတာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်